صنع الفارق. كرة ضربة رأسية، يا عيني على كرة في المرمى، يا عيني على جمال الهدف وروعته. أي إبداع هذا. ခုလိုနောက်ကစကားပြောတဲ့ကိုပမာသားလုံးလောက်မလဲဆိုတော့ပထမဖုန်းအနေနဲ့ကျွန်တော်တို့ game လေးကိုဝင်မယ်ပြီးရင်ကျွန်တော်ဒီညာဘက်တောင်လေးက extra ဖိုးတဲ့အားလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီဘက် game setting ဖိုးအားလေးကိုထပ်နှိပ်မယ် game setting နှိပ်ပြီးတော့ရှင်ကျွန်တော်ဒီဘက်မှာ download data လေးကိုထပ်နှိပ်မယ်အဲ့ဒီမှာကျွန်တော်ဒီ commentary language ဖိုးတဲ့ဟာကိုနှိပ်လိုက်မယ်အဲ့ဒီမှာ browser လို့နှိပ်တတ်တဲ့နောက်ကစကားပြောကို download လုပ်လို့ရပါပြီဆိုတော့ဒီမှာ English နောက်ကစကားပြောဆိုရင်800ကျော် MB ကြာပါမယ်နောက်တစ်ခုကကျွန်တော်တို့စပိန်ဆိုရင်လည်း900ကျော်ကြာပါမယ်Portuguese လည်းရတယ်ပေါ့လေ Portuguese ဆိုရင်တော့400ကျော်ကျွန်တော်ကတော့ဒီ Arabic အတန်းကိုကျတော့ Arabic ဟောင်းတောင်းထားတယ်ပေါ့လေကျွန်တော်800ကျော်ကြာတယ်ပေါ့အဲ့လိုမျိုးပဲね brother တို့ကဒီ China တို့ Japan တို့အဲ့ဒါဆိုလည်းဒီအောက်မှာဒီတောင်းကျွန်တော်တို့ download လုပ်လို့ရတယ်ပေါ့လေဟုတ်ကျွန်တော်ကတော့ဘောလုံးပဲကြည့်လို့ရှိရင်Arabic အတန်းနဲ့ပဲကြည်တာများတော့ဒီကျွန်တော်ဘောလုံးကစားရင်လည်းArabic အတန်းနဲ့ကစားတာတဲ့ feeling လေးကိုကြိုက်လို့တောင်းတာဖြစ်ပါတယ် brother တို့လည်းနှစ်သက်ရအောင် download လုပ်ပြီးတော့ကစားနိုင်ပါတယ်အားလုံးကိုကြည့်နေကြပြီလို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် الله على التمريرة البينية، تسديد، هجوم لا يتوقف. الله على كرة في الشباك، على أداء كبير. لا يمكن أن يضيع مثل هذه الكرات، لو كنت مكانه بالتأكيد سأسجلها. الإنهاء مميز دون شك، واضح أنه يعرف جيدا كيف يتصرف ويتعامل مع مثل هذه الكرات.